Okay အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်အနေနဲ့ M7 ပတ်တဲ့ night chat မှာ diamond တစ်လုံးမှမသုံးဘဲနဲ့ point 4800ကိုဘယ်လို fan ရလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီအားလေးမပြောခင်သိမကြခင်မှာ revamp လုပ်ပြီးတော့မယ် data skin အကြောင်းလေးနည်းနည်းပြောချင်ပါတယ်ဘယ်လိုလဲဆိုရင် link color skin ကထွက်လာကြတဲ့ကလူကြိုက်တော်များတဲ့ skin ဖြစ်ပြီးတော့အခုချိန်ထိလူကြိုက်များနေတဲ့ skin ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီ link color revamp အပေါ်မှာကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုနည်းနည်းဆွေးနွေးသွားခြင်းပေါ့နော်ကျွန်တော်လည်း link ပြရပါတို့ပေမဲ့ link color revamp လာမယ်ဆိုတော့ရှင်ထဲမှာတော့ပြိုးကြီးဗျဘာလို့လဲဆိုရင် link color skin ကကျွန်တော်တို့ link play တွေအကုန်လုံးတအားကြိုက်ခဲ့တဲ့ skin မှာအဲ့အတွက်ကြောင့် revamp လုပ်လိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ကြိုက်တဲ့ color skin တော့မကောင်းပါအရင် color skin တော့မလှမာတွေနည်းနည်းတော့စိတ်ပူမိတယ်ပေါ့နော် link revamp ကို Go MNBB ကစမ်းပြလာတာတော့နည်းနည်းတော့လှတယ်ဗျအခုကျွန်တော် Go MNBB ကိုလည်း credit ပေးပါလေအဲ့ပေးကနေဒီ video လေးကို brother တို့ပြချင်လို့ယူလာပြတာပေါ့နော်ဆိုတော့ဒီ Go MNBB မှာသူပြထားပုံရတော့ link color skin ကနည်းနည်းပို့ပြီးတော့လှလာသလားလို့ကျွန်တော်စိတ်ထဲမှာခံစားမိတယ်ပေါ့နော်အဲ့အတွက်ကြောင့် skin ထွက်လာတဲ့ခံမှာလဲကင်လို့ကောင်းပါစေလို့ကျွန်တော်အနေနဲ့ဆူတောင်းနေမိတယ်ဘလိုရောဘလိုမြင်လဲ link color revamp ကိုကြိုက်ရဲ့လားဒါမှမဟုတ်အရင် color skin ကိုပဲကြိုက်တာလား comment မှာရေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ပတ်တဲ့ night chat မှာ diamond လုံးဝမသုံးမင်းနဲ့ point 4800ကိုဘလို့ fan ရလဲဆိုတာအခုပြောပြပါမယ်ကျွန်တော် diamond ဘာလို့မသုံးရလဲဆိုရင်ကျွန်တော်ခုပြထားတဲ့ဟာလေးတွေကိုကျွန်တော်အနေနဲ့ M7 even လာလေလောက်မှာတော့ကျွန်တော်မသုံးမဲနဲ့အဲ့ဒါလေးကိုစုထားခဲ့တယ်ပေါ့နော်အခုချိန်မှာကျွန်တော်အနေနဲ့ခုအဲ့ဒါလေးတစ်ခုသုံးပြီးတပွဲကစားပါဆိုတဲ့နေရာမှာကျွန်တော်က diamond 10လုံးသုံးစရာမလိုပဲနဲ့အရင်ကစုထားတဲ့ဟာလေးနဲ့စော့ခဲ့တာဖြစ်လို့ကျွန်တော်အနေနဲ့အဲ့နေရာမှာ diamond တစ်လုံးမှမသုံးခဲ့ရတာပါနောက်ပြီးတော့ diamond သုံးစရာမလိုပဲနဲ့ test တွေလုပ်လို့ရမယ့် test တွေကိုကျွန်တော်အနေနဲ့တစ်ရက်ကိုတစ်ခုမှမကြင်အောင်လုပ်ပါတယ်နေတိုင်းနည်းနည်းစုလာလိုက်တာအခုဆိုရင်ကျွန်တော်4800ပြည့်ပြီပေါ့နော်9ရက်နေ့ကျရင် lucky box တစ်ကောင်ယူဖို့ကျွန်တော်အနေနဲ့အစင်သစ်ဖြစ်နေပြီပေါ့နော်4800ပြည့်သွားပါပြီ9ရက်နေ့ရအောင်ကျွန်တော် lucky box တစ်ကောင်ကိုလဲလိုက်ရုံပါပဲနောက်ပြီးတော့ဘယ်နေရာမှာကျွန်တော်ညံသုံးသွားလဲဆိုလို့ရှိရင်အခုပြထားတဲ့ COA လားနေတဲ့ရက်ပါအဲ့ကောင်က even အပြင်သူက4ရက်ကြာတယ်ပေါ့နော်4ရက်ဆိုရင်သူက diamond 250ဖြည့်မယ်ဆိုလို့ရှိရင် COA က120ရမှာပါအဲ့အတွက်ကြောင့်ကျွန်တော်ကတနေ့ကို weekly bat တစ်ပတ်ပဲဖြည့်သွားပါတယ်တနေ့ကို weekly bat တစ်ပတ်ဖြည့်သွားလိုက်တာ3ရက်ကြာတော့ကျွန်တော်အနေနဲ့250ပြည့်ရပေါ့နော် diamond 250 recharge ပြည့်သွားတဲ့အတွက် crystal က120ရပါတယ်ပြီးတော့ဘယ်မှာရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ battle night chat မှာရှိတဲ့ point တွေက point 300အထိကိုရပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အခုလိုမြန်ဆန်ပြည့်သွားတာပေါ့နော်အခုချိန်นี้ကျွန်တော် battle night chat မှာ diamond တစ်လုံးမှမသုံးရသေးပါဘူးကျွန်တော် crystal COA တွေလာတဲ့အချိန်မှာတစ်ရက်ကို weekly bat တစ်ပတ်ဖြည့်သွားလိုက်တာ3ရက်ဇက်တိုက်ဖြည့်သွားလိုက်တာ COA 120လဲရတယ်ဗတ်တဲ့ night chat မှာလည်း lucky box skin တစ်ကောင်လည်းရပါတယ်နောက်ပြီးတော့ bro တို့ကိုပြောချင်တာကအခုချိန်မှာ bro တို့ကအရင်ကဗတ်တဲ့ night chat မှာ point တွေကို diamond 300မလို့ပဲနဲ့ရတဲ့ point တွေကိုနေ့စဉ်မပြည့်မရပဲနဲ့စုဆောင်းခဲ့မယ်ဆိုရင်အခုချိန်မိနိုင်ပါသေးတယ်ဒီနေ့အထိမိနိုင်ပါသေးတယ်ဘာလို့လဲဆိုရင် February 6ရက်နေ့ကြာလို့ရှိရင် KOF free တုံကန် phase 1လာပါမယ်အဲ့ချိန်မှာ diamond 250ဖြည့်လိုက်ပါ diamond 250ဖြည့်ပြီးလို့ရှိရင် KOF even မှာ112လုံးနဲ့တစ်ခါလှည့်လိုက်ပါအဲ့ဒါဆိုရင် bro တို့အနေနဲ့ AC ကို lucky box skin တစ်ကောင် free ယူလို့ရပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ပြောတဲ့အချက်လေးကိုတခြားလေးလုပ်ပေးပါအခုချိန်မှီပါသေးတယ်လုံးဝကိုမှီပါသေးတယ် February 6ရက်နေ့ကျမှလာမှာပါဒီနေ့မှာ February 2ရက်ပဲရှိပါသေးတယ်အဲ့အတွက်ကြောင့် February 6ရက်နေ့မှာလုံးဝကို K1 even မှာ diamond ဖြည့်လိုက်ပါ diamond 250 recharge ဖြည့်ရင် K1 free တုံကန်16ကတ်လည်းရမယ်ပြီးရင် lucky box skin တစ်ကောင်လည်းရမယ်တတရပါပဲအဲ့အတွက်ကြောင့် K1 even လာတဲ့ရက်မှာ diamond 250 recharge ဖြည့်လိုက်ပါ lucky box skin တစ်ကောင် free ရနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆူတောင်းပေးချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာ